အားလုံးပဲမင်္ဂလာပါ Happy Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမှာကတော့တောက်ပနကားလေးနဲ့ပျော်ရွှင်ဝယ်ဘောလုံးကစားနည်းပဲဖြစ်ပါတယ်ဟိုအရင်တုန်းကပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ပျော်ရွှင်စရာပုံလေး Fairyland ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒီနေရာမှာတောက်ပဆိုတဲ့နဂါးလေးတစ်ကောင်နေထိုင်ပါတယ်သူကဘောလုံးလေးတွေကိုဝင်းထဲမှာထည့်ပြီးခုံပုံကစားတာကိုအလုံးနှစ်သက်တဲ့နဂါးလေးပဲဖြစ်ပါတယ်သူဟာအပင်မြင့်ကြီးတွေကိုပြန်တန်းနိုင်တဲ့တောင်ပန်းကြီးတွေလည်းရှိပါတယ်။အဲ့လိုပျော်ရွှင်စရာပုံထဲမှာနဂါးတွေကတော့ဘောလုံးလိုတကားကြပါဘူး။ဒါပေမဲ့တောက်ပမှာတော့ကစားပစ္စည်းတွေပြည့်နေခဲ့ပါတယ်။သူစပြီးကစားမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာတချင်းကိုမရမနာဆိုရင်ဘောလုံးကိုကျွမ်းကျင်စွာထိန်းကစားနေခဲ့ပါတယ်။သူရဲ့ခြေလုံးတွေကိုမြင့်မြင့်ဆက်ဆက်ရွှေ့ရှားရင်သူ့ရဲ့လက်သေးတွေနဲ့ပါကျွမ်းကျင်စွာဘောလုံးကိုထိန်းချောင်းခဲ့ပါတယ်။ဟေးဟေးဆိုတဲ့အတန်းနဲ့အတူဘောလုံးဟာကွင်းထဲကိုဝင်သွားတာကိုကြည့်ပြီးတမင်ကလေးတွေကပျော်ရွှင်စွာခုန်ပေါက်ခဲ့ကြတယ်။သူတို့ရဲ့ရီမောတန်ဟာကွင်းတစ်ခုလုံးမှာပဲ့ထင်ထက်သွားခဲ့ပါတော့တယ်။ပြန်နှန်းလာကြတဲ့လက်သမီးလေးတွေကလည်းတောက်ပန်နဲ့အတူကစားချင်ကြပါတယ်။သူတို့ရဲ့တောင်ပန်းလေးတွေခေါ်တန်းဟာလေထဲမှာပြန့်လွင်နေပါတယ်။ချစ်စရာအမိကလေးတွေနဲ့ရုံကလေးတွေကလည်းကွင်းထဲကိုခုန်ခုန်ပေါက်ပေါက်ဝင်ရောက်လာကအတူတူကစားခဲ့ကြပါတယ်။အားလုံးဟာစုံလင်ပြီးပြောစရာအဖွဲ့အစည်းကြီးဖြစ်သွားခဲ့ကြပါတယ်။ရိษံလေးတွေအားလုံးစုယုံလိုက်ကြတဲ့အခါပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့စက်ကွက်ကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။အတူကစားရတဲ့အခါစွေးပူမှန်မှုတွေအားလုံးပြတ်ကွယ်သွားကြပါတယ်။အားလုံးအတူတူခုံပေါက်ကစားပြီးဘောလုံးကိုဝင်ကကစားခဲ့ကြပါတယ်။ဟေးဟေးဆိုတဲ့အတန်နဲ့တရပီဆိုတဲ့အတန်တိုင်းမှာသူတို့ကခုံယူစွာရက်တည်နေခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့ကျော်ရှင်စရာပုံပြီးဖလန်တီလန်မှာနေတိုင်းဒီကစားနည်းကိုတချင်းဆိုရင်ကစားနေကြပါတယ်။မိတ်ဆွေတွေကလည်းဝေးရဒေသကနေလာရောက်ပြီးတော့အတူတူကစားခဲ့ကြပါတယ်။ဘသူကမဆိုလာရောက်ကစားဖို့လဲကြိုးစိုးနေခဲ့ကြပါတယ်။ဘောလုံးကစားနည်းဟာသူတို့အားလုံးကိုချစ်ခင်ဆုံးမမြင်တဲ့အတူဆက်သွယ်ပြလိုက်တာပဲဖြစ်ပါတယ်။ကလေးတို့ကြီးမင်းတို့လည်းပဲတောက်ပါလို့တတိရှိရှိကစားကြပြီးမိတ်ဆွေတတိဖွဲ့ကြရင်ပျော်ရွှင်စရာကပါလေးကိုအတူတူခဏီးကြရမယ်နော်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးအတွက် channel လေးကို like and subscribe လုပ်ပြီးသွားကြပါအောင်နော်